မျက်ရည်ဟာဟန်သားမဟုတ်လို့ကြောက်ကွဲတန်တွေကိုဘယ်သူမှမချားရတာပါတကယ်လို့သာစီးကြလာတဲ့မျက်ရည်တိုင်းဟာဟန်သားပြင်းနေဖြစ်ခဲ့မယ်ဆိုရင်ဒီလောကကြီးမှာနေတိုင်းနှလုံးသားတွေတစားစီကြောက်ကွဲနေတဲ့အတန်တွေနဲ့ဆင်ញံနေပါလိမ့်မယ်သူတချို့ကပြောကြတယ်ရှင်ထဲမှာတိတ်မထားပဲငိုချင်းငိုချလိုက်ပါတဲ့ဒါပေမဲ့တချို့သောနာကျင်မှုတွေကြတော့လေမျက်ရည်အဖြစ်ပြောင်းလဲပြီးစီးကြသွားရောလဲတတမတော့ပဲရင်ဘတ်ထဲမှာနဲ့တစားစီအကွဲပြီးကျန်နေခဲ့တတ်ပါတယ်ငိုရှိုက်တဲ့တွေကိုမကြားရဘူးဆိုတာတကယ်တော့မနာကျင်လို့မဟုတ်ပါဘူးကိုယ့်ရဲ့အနှဆိုင်လုံးသောခံစားချက်တွေကိုသူတို့ကမသိအောင်တိတ်ဆိတ်ခံစားနေရလို့ပါပဲ။အော်ဟင်းငူယူတော့တဲ့ဒီလိုအတန်တိတ်စီးကြရတဲ့မျက်ရည်တွေဟာပို့ပြီးတော့ခြေတောင်တလို့အသက်ရှူချက်လောက်အောင်နာကျင်ရပါတယ်။